ဒီနေ့ကတော့ satellite based remote sensing နည်းပညာနဲ့ပတ်သက်ပြီးတော့အသုံးပြုနိုင်တဲ့ application အချို့ကိုမျှဝေသွားမှာဖြစ်ပါတယ်။ remote sensing ဆိုတာကတော့ဒီကမ္ဘာမြေမျက်နှာပြင်ပေါ်မှာရှိနေတဲ့မြစ်ချောင်းအင်းအိုင်ပင်လယ်သမုဒ္ဒရာအစရှိတဲ့လူတို့စိတ်ဝင်စားတဲ့ features တွေ flood, volcano, earthquake ဒီ effect တွေကြောင့်ဒီမြစ်ချောင်းအင်းအိုင်ပင်လယ်သမုဒ္ဒရာလူနေဧရိယာအစရှိတဲ့နေရာတွေမှာရှိနေတဲ့သတင်းအချက်အလက်ကလေးတွေကို satellite ပေါ်မှာတက်ဆင်ထားတဲ့ sensors ကနေပြီးကြတော့ဒီ earth surface ပေါ်မှာရှိနေတဲ့ target တွေကို not in contact ထိတွေ့စရာမလိုဘဲနဲ့ဒီကမ္ဘာမြေမျက်နှာပြင်ပေါ်မှာဘယ်လိုအကြောင်းအရာအချက်အလက်တွေဖြစ်ပေါ်နေတယ်ဆိုတာကိုသိရှိနိုင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်ဒီ remote sensing process ကတော့ပုံမှန်ပြထားတဲ့အတိုင်းပါပဲ remote sensing process တစ်ခုမှာဥဆုံးပါဝင်တာကတော့ sun လို့ခေါ်တဲ့ energy source ဖြစ်ပါတယ်အဲ့ဒီ energy source ကနေပြီးကြတော့ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာရှိနေတဲ့ forest, water, grass, bare soil နဲ့ paved road, built-up area အစရှိတဲ့အပေါ်မှာဒီ electromagnetic radiation wave တွေရိုက်ခတ်နေပါတယ်ဒီ energy wave တွေကတစ်ဆင့်နေလုံးဝတစ်ဆင့်ရိုက်ခတ်လာတဲ့ဒီ energy wave တွေဟာဆိုလို့ရှိရင် satellite မှာတက်ဆင်ထားတဲ့ sensor ပေါ်ကို reflected rays တွေအဖြစ်နဲ့ရောက်ရှိသွားပါတယ်အဲ့လိုရောက်ရှိတဲ့အခါမှာ atmosphere ဆိုလို့ရှိရင် remote sensing မှာအခန်းကဏ္ဍတစ်ခုကနေပါဝင်နေပါတယ်ဒီ satellite sensor မှာစောစောကရရှိနေတဲ့ energy တွေကို digital format အနေနဲ့ information ဖြစ်ပြောင်းပြီးတော့ ground station ကနေပြီးကြတော့ဖမ်းယူပါတယ်ဖမ်းယူပြီးလို့ရှိရင်ဒီရရှိလာတဲ့ information တွေကို pre-processing and archive ထဲမှာသိမ်းဆည်းထားရှိပြီးတော့သက်ဆိုင်တဲ့နားလည်တွက်ကျမ်းတဲ့water နဲ့ပတ်သက်တဲ့ပညာရှင် volcano, earthquake တို့နဲ့ပတ်သက်တဲ့ပညာရှင်တွေကနေကြတော့ဒီအချက်လက်တွေပေါ်မူတည်ပြီးတော့ဒီလေ့လာဆန်းစစ်အကဲဖြတ်ဆွေးနွေးကြတာဖြစ်ပါတယ်အဲ့တော့ remote sensing မှာဆော့ပြောသလို electromagnetic radiation တွေ energy rays တွေကအဓိကကျနေတော့ဒီ electromagnetic spectrum လို့ခေါ်တဲ့ EMS အကြောင်းကိုလည်းသိရှိထားဖို့လိုပါတယ် EMS အကြောင်းကိုသိရှိရတဲ့အခါမှာ electromagnetic spectrum ဆိုတာကတော့ဒီ energy တွေကို wave အနေနဲ့ပတ်ဝန်းကျင်မှာတွေ့ရှိနိုင်ပါတယ်တွေ့ရှိနိုင်တဲ့ energy လေးတွေက energy wave တွေဟာဆိုလို့ရှိရင် wavelength နဲ့ frequency တနည်းအားဖြင့်ပြောရင် wavelength နဲ့ energy ဟာဆိုလို့ရှိရင်ပြောင်းပြန်ဆက်သွယ်နေပါတယ် wavelength တူရင် higher energy ဖြစ်ပြီးတော့ higher frequency လည်းဖြစ်ပါတယ်အဲ့ဒီတော့ဒီ electromagnetic spectrum ကနေပြီးတော့ remote sensing သုံးမျိုးအကြောင်းကိုပြောချင်ပါတယ်အဲ့ဒါတွေကတော့ optical based remote sensing, thermal remote sensing နဲ့ microwave radar remote sensing တို့ဖြစ်ပါတယ် optical remote sensing ကတော့အခုဒီမှာမြင်နေရတဲ့အတိုင်းပဲ visible region တာမန်လူတို့ရဲ့မျက်စိနဲ့မြင်နိုင်တဲ့အပြာရောင်အစိမ်းရောင်အနီရောင်စတဲ့အရောင်တွေကိုမြင်နိုင်တဲ့ range ဒီ 0.4 micrometer ကနေ 0.7 micrometer အထိပဲရှိပါတယ်ထို့အပြင် short wave infrared ကတော့ဒီ 0.7 ကနေစပြီးတော့ 2.5 micrometer အထိကို short wave infrared လို့ခေါ်ပါတယ် optical remote sensing သည်ထို့ကြောင့် 0.4 to 2.5 micrometer အထိအတော်အတွင်းမှာဖမ်းယူရရှိနိုင်သော sensor ကနေဖမ်းယူရရှိနိုင်သော information များနဲ့အလုပ်လုပ်တာကို optical remote sensing လို့ခေါ်ပါတယ်ထို့နောက်တော့ပုံမှန်ပြထားတဲ့အတိုင်းပဲ thermal remote sensing မှာ thermal remote sensing ကတော့ 8 micrometer နေပြီးကြတော့ 12 micrometer လောက်ထိသူကတော့စောစောကပြောသလို energy radiation လေးတွေကို reflection အနေနဲ့ဖမ်းယူတာမဟုတ်ဘဲနဲ့ heat emission ဥပမာဆိုရင်ရေသည် daytime အချိန်မှာအေးနေပြီမဲ့လို့ night time မှာရေသည်အနည်းငယ် warm ဖြစ်လာပါတယ်ပူနွေးလာပါတယ်အလားတူပဲ concrete, steel အစရှိတဲ့ built-up area မှာရှိနေတဲ့ material တွေကလည်း daytime မှာပူနေပြီမဲ့ညရောက်တဲ့အခါမှာအေးသွားပါတယ်အဲ့တော့ heat emission emitted heat အပေါ်မှာမူတည်ပြီးတော့အပူထုတ်လွှတ်မှုပေါ်မှာမူတည်ပြီးတော့ဒီ TIR လို့ခေါ်တဲ့ thermal sensor တွေလမ်းဆက်ဥပမာအဖြစ်လမ်းဆက်မှာတက်ဆင်ထားတဲ့ thermal sensor တွေကနေပြီးကြတော့ဒီကမ္ဘာမြေမျက်နှာပြင်ပေါ်ကနေထွက်လာတဲ့အပူပေါ်မှာမူတည်ပြီးတော့သတင်းချက်လက်များကိုအသုံးပြုလုပ်ကိုင်တာကို thermal remote sensing လို့ခေါ်ပါတယ် thermal remote sensing အသုံးပြုတဲ့ application တွေကတော့တောမီးလောင်ခြင်း forest fire, volcano eruption မီးတောင်ပေါက်ကွဲခြင်းအစရှိတဲ့နေရာတွေအပူနဲ့ပတ်သက်တဲ့ application တွေမှာ thermal remote sensing ကိုသုံးပြုပါတယ်နောက်ဆုံးတစ်ခုကတော့ microwave remote sensing ဖြစ်ပါတယ် microwave remote sensing ကတော့
wavelet အနေနဲ့လှိုင်းလျားအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်1 millimeter ကနေ1 meter အတော်အတွင်းမှာအသုံးပြုပြီးတော့ microwave remote sensing ကို radar remote sensing လို့လည်းခေါ်ပါတယ် radar remote sensing ကနေပြီးကြတော့ဒီရရှိလာတဲ့အချက်လက်တွေကို day time night time နေ့ရယ်ညရယ်လို့မခွဲကြဘူးတိမ်ထူးနေပါစေသူကတိမ်တွေကိုဖြတ်သန်းပြီးတော့ penetrate လုပ်ပြီးတော့သူကဘာဖြစ်လို့လဲဆိုတော့ကြတော့သူ့ရဲ့လှိုင်းလျားသည်1 mm ကနေ1 meter ဖြစ်တဲ့အတွက်လှိုင်းလျားပိုရှည်သွားပါပြီလှိုင်းလျားရှည်လျားတဲ့အတွက်တောင်မလို့ဒီတိမ်တွေကိုလည်း penetrate လုပ်နိုင်တယ်ညအမောင်ထဲမှာလည်း wave တွေက penetrate လုပ်ပြီးတော့ earth surface ပေါ်မှာရှိတဲ့ target တွေရဲ့ information တွေကိုရယူနိုင်ပါတယ်အဲ့တော့ optical remote sensing ကတော့ visible region နဲ့ shortwave infrared မှာအလုပ်လုပ်ပြီးတော့ wavelength အပြင် 0.4 to 2.5 micrometer အထိရှည်လျားပါတယ်နောက်တစ်ခုကတော့ thermal remote sensing ဖြစ်ပြီးတော့8 micrometer ကနေ12 micrometer အတော်အတွင်းမှာ sensor တွေကနေ TIR လို့ခေါ်တဲ့ thermal sensor တွေကနေပြီးကြတော့ကမ္ဘာမြေရဲ့အမှုတွေကို sensing လုပ်ပေးပါတယ်နောက်ဆုံးတစ်ခု radar remote sensing ကတော့1 mm ကနေ1 meter ထိလှိုင်းလျားရှိပြီးတော့ဒီ day time night time မကျန် cloudy area မှာလည်းအားလုံးကိုဖောက်ထွင်းပြီးတော့ကြတော့သတင်းချက်လက်တွေကိုရယူနိုင်တဲ့အတွက်ကြောင့်မလို့သူကတော့ပို့ပြီးတော့နောက်ပိုင်းမှာသူတည်တနာတွေမှာအများသောအဖြစ်အသုံးပြုနေကြပါတယ် electromagnetic spectrum အကြောင်းကိုပြောပြီးတဲ့အခါကြလို့ရှိရင်တော့နောက်တစ်ခုပြောချင်တာကဒီစောစော optical remote sensing နဲ့ radar synthetic aperture radar remote sensing ကိုအခြေခံထားတဲ့ application လေးတွေကိုဆွေးနွေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီ application လေးတွေကိုမဆွေးနွေးခင်မှာ2024ခုနှစ်စက်တင်ဘာလမှာမြန်မာပြည်မှာဖြစ်ပေါ်သွားတဲ့ရေကြီးရေရှမ်းမှုနဲ့ပတ်သက်ပြီးတော့နည်းငယ်ပြောချင်ပါတယ်ဒီနှစ်ပေါင်း90အတွင်းမှာပဲစံချိန်တင်မိုးရွာသွန်းမှုကြောင့်မြစ်ချောင်းတွေကိုစီးဆင်းရေများပြားခဲ့တဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာ2024စက်တင်ဘာလ17ရက်နေ့မှာရေကြီးရေရှမ်းမှုတွေစတင်ဖြစ်ပေါ်ခဲ့ပါတယ်တိုင်ဖုန်းရာဂီမုန်တိုင်းရဲ့အရှိန်ကြောင့်10ရက်9လ2024မှာ12ရက်9လ2024အတွင်းမြန်မာနိုင်ငံရဲ့ဒေသအချို့မှာမိုးရေချိန်စံချိန်သစ်ရာသွန်းခဲ့ပါတယ်အဲ့လိုရခဲ့တဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံတွေကအနှံ့ပြားမှာရေကြီးရေရှမ်းမှုများဖြစ်ပေါ်လာခဲ့ပြီးတော့ဒီနေပြည်တော်မှာစက်တင်ဘာလ17ရက်နေ့အစောပိုင်းမှာစတင်ပြီးတော့မိုးသီးထန်စွာရာသွန်းခဲ့တဲ့အတွက်ကြောင့်မလို့နေပြည်တော်တိုင်းဒေသကြီးတော်အတွင်းမှာရေကြီးရေရှမ်းမှုဖြစ်ပေါ်လာတာကိုဒီ radar remote sensing ကနေဘယ်လိုမျိုးလေ့လာလို့ရတယ်လဲဆိုတာကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီ radar remote sensing ကိုမတင်ပြခင်မှာဒီ AOI လို့ခေါ်တဲ့ area of interest ကလေးကိုပုံမှန်ပြထားတဲ့အတိုင်းပဲသတ်မှတ်ထားပါတယ်ဒီ area of interest ကလေးကတော့တက်ကုန်းနေပြီးတော့ region လေးကို area of interest အနေနဲ့ဥဆုံးသတ်မှတ်လိုက်ပြီးတော့အဲ့ဒီဒေသတွေမှာ pre-flood period အဖြစ်10ရက်6လ2024မတိုင်ခင်အတိအကျပြောရမယ်ဆိုရင်9ရက်6လ2024ကနေ10ရက်6လ2024အထိဖန်ယူရရှိတဲ့ image တွေကို pre-flood image အနေမှာအသုံးပြုပြီးတော့17ရက်6လ2024ကနေ20ရက်6လ2024ကြားထဲမှာဖန်ယူရရှိတဲ့ satellite image တွေကိုတော့ post flood image အဖြစ်အသုံးပြုပြီးကြတော့ဘလို့ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်လာတယ်ဆိုတာကိုလေ့လာခဲ့ပါတယ်ဒီနေရာလေးကတော့ဒါရေစင်းဆယ်ဖြစ်ပါတယ်ရေစင်းဆယ်မှာဒီမိုး pre-flood ရေကြီးရေရှမ်းမှုမဖြစ်ခင်ဆယ်ထဲမှာရှိနေတဲ့ရေ level post flood ရေကြီးရေရှမ်းမှုဖြစ်ပြီးတဲ့အချိန်မှာဆယ်မှာရှိနေတဲ့ရေ level လေးတွေကိုပုံမှန်ပြထားတဲ့အတိုင်းပဲနှိုင်းယှဉ်လေ့လာလို့ရပါတယ်ဒီနေရာကတော့ပေါင်းလောင်းဆယ်ဖြစ်ပါတယ်အလားတူပါပဲဒီနေရာကတော့ဒီငလိုက်ဆယ်ဖြစ်ပြီးဒီနေရာကတော့ချောင်းကြီးဆယ်ဖြစ်ပါတယ်ထို့ပြင်ဒီတက်ကုန်း area လေးတွေကိုတော့ synthetic aperture radar image ဖြစ်တဲ့အတွက်ကြောင့်မလို့ reflection အရန်ကောင်းတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာတွေ့မြင်ရမှာဖြစ်ပြီးတော့ကြတော့ဒီနေနားတစ်ဝိုက်ကတော့ဒီကင်းသာဆယ်ရေကြီးရေရှမ်းမှုဖြစ်တဲ့နေရာလေးတွေကိုဖော်ပြထားတာဖြစ်ပါတယ်ထို့ပြင်ဒီမြစ်ရေဟာဆိုလို့ရှိရင်ရေမကြီးခင်ရေကြီးပြီးအခြေအနေမှာမြစ်ရေရဲ့အခြေအနေလေးတွေဘယ်လိုမျိုးဖြစ်လာတယ်လဲဆိုတာကိုဒီပုံကနေပြီးကြတော့လေ့လာနိုင်ပါတယ် pre-flood image နဲ့ post-flood image ကို animation လေးလုပ်ထားတာဖြစ်ပါတယ်အဲ့ဒါပြီးသွားတော့ဒီမြန်မာပြည်မှာမတ်လ2025မတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ငလင်နဲ့ပတ်သက်ပြီးတော့ငလင်ဖြစ်သွားတဲ့ဒေသလေးနဲ့အပီစင်တာလေးနဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာရေကားအင်းနဲ့ AR မြစ်ကလည်းရှိနေတယ် AR မြစ်မှာရှိနေတဲ့စကိုင်းတရားကျိုးတာတို့
အဲ့လိုမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီရေကားအင်းနဲ့ ARD မြစ်ပတ်ဝန်းကျင်မှာလည်းရေအနေထားဘယ်လိုရှိသလဲဆိုတာလေးတွေကိုဒီ AOI လေးသတ်မှတ်ပြီးကြတော့ကြည့်ခဲ့ပါတယ်မန္တလေးစကိုင်းပတ်ဝန်းကျင် epicenter ပတ်ဝန်းကျင်တစ်ဝိုက်မှာအဲ့လိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီ pre-earthquake မှာရှိနေတဲ့ normalized different water index နော်ရေ level ဘယ်လိုရှိနေသလဲအဲ့ဒါပြီးတော့ post earthquake after 28 March 2025မှာရှိနေတဲ့ post earthquake NDWI normalized different water index ပါရေအခြေအနေလေးတွေဘယ်လိုရှိသလဲဆိုတာကိုလေ့လာခဲ့ပါတယ်အဲ့လိုလေ့လာတဲ့အခါမှာ pre-earthquake ပြီးတော့မှာဆိုလို့ရှိရင်ဒါ ARD မြို့တစ်လျှောက်မှာလည်းရေဟာကြီးလင်းနေပြီးတော့ရေကားအင်းထဲမှာလည်းရေတွေကိုမြင်နိုင်ပါတယ်ရေကားအင်းမှာတော့တခြားသောရေညှိရေမော်များလည်းရှိနေပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ turbidity water တွေလည်းရှိနေပါတယ် post earthquake ပြီးတော့မှာတော့ရေလမ်းကြောင်းပြောင်းသွားဖို့ရေကားအင်းထဲမှာ pre earthquake မတိုင်ခင်ရှိနေတဲ့ခြေအနေနဲ့ post earthquake မှာရေလမ်းကြောင်းပြောင်းသွားပုံလေးတွေကိုဒီနေ့အားဖြင့်နှိုင်းယှဉ်လေ့လာလို့ရပါတယ်ဥပမာဒီနေရာတစ်ဝိုက်မှာဆိုလို့ရှိရင်လည်းဒီ ARD မြစ်ရေလမ်းကြောင်းလေးတွေပြောင်းသွားတာကိုတွေ့နိုင်ပါတယ်ဒါကတော့မန္တလေးကျွန်းပတ်ဝန်းကျင်ကို satellite ကနေကြည့်တဲ့အခါမှာ Sentinel-1 satellite ကနေ synthetic aperture radar satellite image ကနေကြည့်ရတဲ့အခါမှာမြင်ရတဲ့မန္တလေးကျွန်း area လေးတွေဖြစ်ပါတယ်အဲ့တော့ post earthquake နဲ့ pre earthquake မှာရေလမ်းကြောင်းပြောင်းသွားတဲ့နေရာလေးတွေ ARD မြစ်ရေလမ်းကြောင်းပြောင်းသွားတဲ့နေရာလေးတွေရေရဲ့အနေအထားလေးတွေကိုနှိုင်းယှဉ်နိုင်ပါတယ်အလားတူရေကားအင်းထဲမှာလည်းဒီငလင်မလုတ်ခင်ငလင်လှုပ်ပြီးနော်ပြောင်းလဲသွားတဲ့အချက်လက်ကလေးတွေကိုတွေ့မြင်နိုင်ပါတယ်ဒါလေးတွေကို RGB image အနေနဲ့ animation လေးတွေကတော့ဒီနေရာမှာငလင်မလုတ်ခင်ငလင်လှုပ်ပြီးကြည့်ရှုနိုင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့နမတော်မင်းနုရဲ့အုတ်ကြောင်းကိုလေ့လာပါတယ်နမတော်မင်းနုရဲ့အုတ်ကြောင်း building ကိုလေ့လာတဲ့အခါမှာ building တွေကိုလေ့လာလို့ရှိရင်လိုအပ်တဲ့ satellite image ရဲ့ resolution ကတော့ sub-meter resolution လိုအပ်ပါတယ်တနည်းအားဖြင့်ပြောရင် 0.5 meter 0.6 meter လောက်ဆိုရင် building တွေရဲ့ပျက်စီးမှုကိုအသေးချာမြင်ရပါတယ်ဒီမှာကတော့ freely available ရတယ် Sentinel-2 optical image ကိုအသုံးပြုပါတယ်ဘာကြောင့် Sentinel-2 optical image ကိုအသုံးပြုလဲဆိုတော့ March 28 ရက်နေ့မှာတိမ်နေထားရတယ်ဒီမန္တလေးစကိုင်းပတ်ဝန်းကျင်မှာကြည်လင်တောက်ပနေတဲ့အတွက်ကြောင့်မလို့တိမ်မရှိဘူးကောင်းကင်ကကြည်လင်တောက်ပနေတဲ့အတွက်ကြောင့်မလို့ optical image ကိုအသုံးပြုပြီးတော့နမတော်မင်းနုကိုအုတ်ကြောင်းကိုလေ့လာပါတယ်လေ့လာတဲ့အခါမှာ Sentinel-2 optical image ကတော့10 meter resolution ပဲရပါတယ်အဲ့ဒါကြောင့်မလို့အသေးဆုံး cell လေးတစ်ခုဟာ10 meter resolution ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့မှာရရှိနိုင်တဲ့ဒီ pre earthquake မှာရှိနေတဲ့ image ကိုလေ့လာတဲ့အခါမှာမြင်ရတဲ့နမတော်မင်းနုအုတ်ကြောင်းမှာရှိနေတဲ့ pixel လေးတွေကိုပုံပါအတိုင်းမြင်ရပါတယ်။ Serene တောက်ပနေတဲ့နေရာလေးတွေမှာဆိုလို့ရှိရင် pixel လေးတွေဘယ်လိုရှိနေသလဲဆိုတာလေ့လာလို့ရပါတယ်။ Post earthquake RGB image ကတော့ပြောင်းလဲသွားပါပြီ။နော်ပြောင်းလဲသွားပြီးကြတော့ဒီ post earthquake RGB image ဒီနံပါတ်မင်းနုအုတ်ကြောင်းမှာငလင်လှုပ်ပြီးတဲ့အခါမှာဖြစ်ပေါ်လာတဲ့ pixel အခြေအနေတွေကိုပေါ်ပြတဲ့အတွက်ကြောင့်မလို့ဒီ pre earthquake နဲ့ post earthquake အခြေအနေလေးတွေကိုရှင်တွဲလေ့လာခြင်းအပြင်ဒီအဆောက်အုံဒီ damage နော်တခုခုတော့ပျက်စီးထိခိုက်သွားပြီဆိုတာကိုဒီကနေသုံးသက်ကောက်ချက်ချလို့ရပါတယ်အလားတူပဲ normalize different build up index လို့ခေါ်တဲ့ NDVI ကိုကြည့်ရင်လည်းဒါကတော့ငလင်မလုတ်ခင်အခြေအနေမှာရှိတဲ့ဒီ normalize different build up index ပါဒါကတော့ငလင်လှုပ်ပြီးတဲ့အခြေအနေမှာရှိတဲ့ normalize different build up index ဖြစ်ပါတယ်ဒီ build up index နှစ်ခုကွာခြားသွားတာကိုကြည့်ခြင်းအပြင်လည်းဒီနံပါတ်မင်းနုနန်းတော်အဆောက်အအုံမှာဆိုလို့ရှိရင်ဒီထိခိုက်မှုပျက်စီးမှုရှိသွားတယ်ဆိုတဲ့အကြောင်းကိုသိရှိနိုင်ပါတယ်ဒါကတော့ remote sensing application ကိုအသုံးပြုပြီးတော့ optical based remote sensing Sentinel-2 satellite image ကိုအသုံးပြုပြီးတော့လေ့လာထားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်